မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဒုကနေဘက်ထဲကနံပါတ်188တီဟာကောက်ထုဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့မိမိဟောက်တန်ဖြစ်မြေခွေးမဤသားဖြစ်ကိုတည်စေတော့ခွေးချင်တဲ့အကြောင်းအပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နတ်လူတို့၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇေဒဝန်ကျောင်း၌တရင်သုံးတော်မူစဉ်ယဟန်တို့တရားဟောကုန်လက်တော်ပရိသတ်အလဲတွင်အတန်ဖြစ်တရားဟောလိုသောကောကာလိကကိုအကြောင်းပြု၍အောက်ပါအတိတ်ဆက်ကိုဆောင်းတော်မူသည်လွန်လေပြီးသောအခါဗာရဏတိပြည်ဝဲဗျမဒတ်မင်းမင်းပြုတည်ရှိသောဖျားလောင်းသည်ဟိမွန်လာဝဲချင်းနှင့်မင်းဖြစ်၍မြေခွေးမတကောင်နှင့်ပေါင်းဖော်ခြင်းကိုဆွဲ၍သားတကောင်ရလေ၏ထိုသားသည်လက်ချောင်းခြေချောင်းတို့ဖြင့်၎င်းလက်သေးခြေသေးတို့ဖြင့်၎င်းမင်းစံမွေးတို့ဖြစ်၎င်းအစင်းတရံတို့ဖြစ်၎င်းအဖအချင်းနှင့်မင်းနှင့်အလုံးစုံတူ၏အတန်ဖြစ်ကအမိမြေခွေးမနှင့်တူ၏တနေ့တ၌မိုးရွာ၍ဆဲသည်ရှိသောချင်းလေးတို့သည်ဟောက်ကုန်လျက်မြူတို့ပျော်ပါကစားကြကုန်၏ထိုအခါမြေခွေးမသားသည်လည်းချင်းလေးတို့အလယ်၌ဟောက်လိုသည်ဖြစ်၍မြေခွေးမြေတံကိုမြည်လေ၏ချင်းလေးတို့သည်မြေခွေးမြေတံကိုကြားလျင်မဟောက်ကြပဲစိတ်စိတ်နေကြကုန်၏အဖချင်းနေမင်းနှင့်ဇက်တူဖြစ်သောတာချင်းနေစေတကောင်သည်ဖခင်ချင်းနေမင်းအားဖခင်ဤချင်းနေကလက်ချောင်းခြေချောင်းလက်သေးခြေတဲ့မင်းစံအစင်းတရံအားဖြင့်အလုံးစုံအကျွန်ုပ်တို့နှင့်တူ၏အတန်ကမြေခွေးတန်နှင့်တူ၏ဘယ်ချင်းနေမျိုးဖြစ်သည်နည်းဟုမေးလေ၏ချင်းနေမင်းလည်းချစ်တာဤချင်းနေကတင်ဤညီအရင်သည်မြေခွေးမဤသားဖြစ်၍အစင်းတရံအားဖြင့်ငါအဖေနှင့်တူတော်လဲအတန်အားဖြင့်အမိမြေခွေးမနှင့်တူဒီဟုပြောဆိုပြီးတော့မြေခွေးမသားချင်းလေးကိုခေါ်စေ၍จิตတာတင်မမြည်လင့်ဤတော်၌စိတ်စိတ်သာနေလော့တင့်ကိုမြေတံဖြင့်မြေခွေးဟုမသိစေလင့်အမှန်အားဖြင့်တင့်အတန်မှာအဖချင်းနှင့်မင်းအတန်နှင့်မတူပေဟုပြောဆိုဆုံးမလေ၏မြေခွေးမသားချင်းလေးလည်းအဖ၏အဆုံးမ၌သည်ကနောက်တဖန်မြည်ဝတ်တော်ချေဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ဗန္နတန်တော်ဝတ္ထုတို့ကိုနုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါမြေခွေးမသားသည်ယခုအခါကောကာလိကချင်းနေမင်းသားသည်ရာဟုလာချင်းနေမင်းသည်ငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်တိဟကုတ်ထုဇက်တော်ဤတွင်ပြီး၏အခုလိုဖတ်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါရရှင်နားထောင်ပေးကြသူများအားလုံးနှလုံးစိတ်ဝင်ငြိမ်းချမ်းကြပါစေ